အားလုံးပဲမင်္ဂလာပါသခင် Football New AR YouTube Channel နဲ့သခင်တက်တော့ကနေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်လမ်းဘေးမှာရောက်နေတဲ့အတွက်အတန်ကအပြင်အတန်လေးတွေဆိုင်ကယ်ဖြတ်သွားတဲ့အတန်လေးကြားနေရရင်တော့တောင်းပန်ပါတယ်ကျွန်တော်ဒီနေ့ဘောလုံးပွဲခံမှန်းနေရမပေးသေးပါဘူးဒီနေ့ကျွန်တော်တို့အာဆင်နယ်အကြောင်းနည်းနည်းပြောဖို့လိုပြီပေါ့နော်ကျွန်တော်လည်းအာဆင်နယ်နဲ့ပတ်သက်ပြီးတော့မတင်တာကြာပြီဘာလို့ဆိုတော့မတင်တာကြာပြီဆိုတာရလက်တွေကိုကျွန်တော်သဘောကျနေရလဲပါတယ်ပေါ့နော်အေးဆွေးလေးကိုအတင်းကဘာမှလှည့်ကြည့်ဆိုချယ်ဆီလဲနိုင်တာပဲပဒဲအသင်းလည်းနိုင်တာပဲညာအသင်းလည်းနိုင်တာပဲဆိုတော့တိတ်ရင်ခုန်စရာမကောင်းလို့ကျွန်တော်ဘာမှမပြောသေးရပါအခုပြောရမယ်တော့ပဲအကြောင်းအရာကတော့အာဆင်နယ်တရားဒီမှာဖလားလေးလုံးရဖို့မျှော်လင့်လို့ရပြီလားပေါ့ဆိုတော့မျှော်လင့်လို့ရတာမရတာတော့မသိဘူးကျွန်တော်တို့ကရာသီအစဘောလုံးပွဲမကန်ခင်ကတည်းကကိုအသင်းဆိုရင်ရှေ့မြဖလားအကုန်ပေးချင်တာပဲသိရမလားရှိသမျှဖလားအကုန်ရမှာပဲလို့ကျွန်တော်တို့မျှော်လင့်ကြရရာသီအစကတည်းကဒါပေမဲ့အခုတဖြည်းဖြည်းနဲ့မျှော်လင့်ချက်ကိုထုစစ်ခွင့်ရနေပြီပေါ့နော်မျှော်လင့်ချက်ထိစစ်ခွင့်ရနေပြီဒီဆောင်းရာသီပြီးဆုံးဒန်ဒီအထီကိုအာဆင်နယ်ကဖလားလေးလုံးလမ်းကြောင်းပေါ်မှာအခုချိန်ဒီဟိုပါပေါ့ရှိနေသေးတယ်ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေသေးတဲ့အတွက်မျှော်လင့်ချက်တွေပို့ပြီးအားကောင်းလာတယ်လို့ခံစားရတယ်ခင်ဗျားတို့ကျွန်တော်ဒါကိုရှောက်ပြောနေရမဟုတ်ဘူးเนาะပရီးမီးယားလိဆိုကြည်လိုက်ဗျာအဆင့်1အောက်ကအသင်းကိုချောင်းမဖြတ်ထားတယ်ချောင်းမဖြတ်ထားတယ်ဆိုတော့အဆင့်1ကိုချောင်းမဖြတ်ထားတယ်ပေါ့နော်အဆင့်2တွေပါရင်မဟုတ်ဘူးเนาะအဆင့်3တွေမဟုတ်ဘူးအဆင့်1ချောင်းမဖြတ်ထားတယ်ပြီးရင်ချန်ပီယံလိမှာဆိုလဲအဆင့်1နဲ့အောက်စုအဆင့်ကနေပြီးတော့အောင်ပြီးပြီးရင်ခါရာဘောင်ကပ်မှာဆိုလဲစီမီဖိုင်နယ်ကိုစီမီဖိုင်နယ်ပထမအကျော်ကိုချယ်ဆီကိုနိုင်ကစားထားတယ်ဒုတိယအကျော်အိမ်ကွင်းမှာတေးကြတာနဲ့ပဲအာဆင်နယ်ကစီမီဖိုင်နယ်ပိုလူပွဲကိုတက်ပြီပေါ့နော်ဖလားတစ်လုံးပေါ့နော်မျောလင့်ချက်ရောင်ကြီးတွေတန်းနေပြီ FA ဆိုလဲ round 4ကိုရောက်ပြီးတော့ weekend နဲ့တွေ့ရမယ်ပေါ့နော်အဲ့တော့တချို့အသင်းတွေဆိုရင်ထွက်သွားပြီအများကြီးထွက်သွားပြီပေါ့နော်ထွက်သွားပြီပေါ့ဟိုဖလားကနေထွက်သွားတဲ့အသင်းတွေအများကြီးရှိပါတယ်အာဆင်နယ်ကတော့ဖလားလေးလုံးပေါ်မှာအခုချိန်ကြီးရှိသေးတယ်အဲ့တော့ကျွန်တော်တို့အများကြီးမျှော်လင့်လို့ရသေးတယ်ပေါ့နော်ဒါပေမဲ့လည်းရှေ့မှာကြမ်းတမ်းခက်ခဲဦးမှာပါအေးဆိုပဲဒါပေမဲ့ကြမ်းတမ်းခက်ခဲဦးမယ်ဆိုပေမဲ့အဲ့ဒါကြောင့်မို့လဲနွေရာသီကတဲ့ဟိုဟာ2သင်းစာလောက်ကိုလူဝယ်ထားတဲ့အာတီတာရဲ့ပလန်အဲ့ဒါပဲဒီနေ့တော့သူဖလားတစ်လုံးရမှဖြစ်တော့မယ်ဆိုတဲ့အဟာကိုသူသိတယ်အဲ့ဒါကြောင့်မို့လူတွေကိုအများကြီးဝယ်ထားတယ်အဲ့လူတွေဝယ်ထားတဲ့လူတွေအကုန်လုံးကလည်းအသင်းနဲ့အန်ဝင်ခွန်ကြဖြစ်နေအောင်တွေ့ရတယ်ကိုသမားကီပါအစားလုံးဝဖလုတ်မနေဘူးအကုန်သူကလည်းသူအစင်ပြေနဲ့သူတာဝန်သူထမ်းဆောင်နေကြတယ်လူငယ်တွေဆိုလဲလူငယ်တွေအလျောက်ဆိုတော့အာဆင်နယ်ကပြီးရင်နောက်တစ်ခုကကြတော့အရင်တော့ဆိုရင်ဒဏ်ရာပြဿနာရင်အများနဲ့နှိမ့်ဆက်ခံနေရတဲ့အာဆင်နယ်ကအခုဆိုရင်သူကဟိုဘလို့ဖြစ်လာပြီလဲဆိုတော့ဒဏ်ရာပြဿနာတွေကနေပြီးတော့ပြန်လာကြပြီဆိုတော့လူစင်းအင်ဟာအတောက်ကြီးဆိုတော့ကျွန်တော်တို့ဖလားလေးလုံးကိုကျွန်တော်တို့မျှော်လင့်လို့ရတယ်လို့ကျွန်တော်ကပြောချင်တာဖြစ်တယ်ပြီးရင်နောက်တစ်ခုကကြတော့အရင်တော့ဆိုအာဆင်နယ်က first line နဲ့ဒီလူစင်းပဲဒီလူကိုထုံးမှဒီလူအဆင်မရအခုကျအဲ့လိုမဟုတ်တော့ပါဘူးဘယ်ဟာ fight first line နဲ့မှန်းကိုမသိအောင်လို့အာဆင်နယ်ကရန်ကောင်းနေတယ်မာတူကေဆာကာeasy odigap martinelli trossard supermandi merino အခုကင်ကိုင်းနဲ့ဂျီဆက်ကလည်းပြန်လာပြီပြီးရ rocker rest တိုက်စစ်မှာဆိုရင်နောက်တန်းမှာဆိုဟက်ကာဘီဆလီဘာဂါဘရီယယ်အော်လူတွေကိုကက်ရှယ်လူဝစ်ကယ်လီဟာလာကလာဖီအိုလီအများကြီးဘဲကောင်ကြိုဒုတိယ second line နဲ့တည်းအရန်ကောင်းနေတယ်ဘန်ဝိုက်တို့ဆိုလည်းခုချိန်ထိကောင်းနေသေးတယ်ဆိုတော့အာဆင်နယ်ကနေထွက်ခွာသွားတာ top မဲ့ပါတီတယောက်ပဲရှိတယ်ကျန်တဲ့ကစားသမားတွေကတော့လုံးဝ down မီကောင်းနေတော့ကျွန်တော်တို့ဖလားမျှော်လင့်ချက်ကောင်းတယ်အရာအလုံးကိုကျွန်တော်တို့ကအမျှော်ကင်ကြီးပေါ့နော်အထက်စီးကနေကြည်နေရတယ်ပေါ့နော်တိတ်မိုက်တဲ့ခံစားချက်ပဲအဲ့တော့ဒီနေ့ဖလားတစ်လုံးအာဆင်နယ်ရပါလိမ့်မယ်မရဖလားတစ်လုံးမရဘူးဆိုရင်ကျွန်တော်ကြိုက်တာလာပြောဗျာကြိုက်သလိုဆဲနိလားဒီနေ့တော့အာဆင်နယ်ဖလားတစ်လုံးကိုယူလိမ့်မယ်တချို့ဟိုတပတ်တပွဲကန်ရတဲ့အသင်းတွေဘာတွေကိုတော့ကျွန်တော်မပြောလို့ဘူးဘာမှမပြောလို့ဘူးအာဆင်နယ်ဖလားမရဘူးဆိုရင်တော့တခြားအသင်းတွေကတော့လာပြောခွင့်ရှိတယ်တစ်ဖက်မှာတပွဲပဲကန်ရတဲ့အသင်းကတော့လာမပြောနဲ့ကျွန်တော်နားထောင်နိုင်မှာမဟုတ်ဘူးပေါ့နော်အားကြောင့်အာဆင်နယ်အကြောင်းလေးကိုဒါကျွန်တော်ပြောပြခြင်းဖြစ်တယ်အာဆင်နယ်ဖလားလေးလုံးကိုမျှော်လင့်လို့ရပြီလားဆိုတော့မျှော်လင့်လို့တော့ရနေပါပြီဒါပေမဲ့ရတာမရတာတော့သူတို့အပိုင်းပေါ့နော်ဒါတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်အာဆင်နယ်ဖန်တွေအနေနဲ့မိတ်ဆွေတို့ဖန်တွေအနေနဲ့ဒီနေ့အာဆင်နယ်ရာသီရဲ့အာဆင်နယ်ရဲ့ရှေ့စွမ်းနဲ့ဖလားလေးလုံးရနိုင်မရနိုင်လေးကိုကျွန်တော် comment တို့ဘာတို့မှာဝင်ပြီးတော့ဆွေးနွေးပေးပါအောင်ကျွန်တော်ရဲ့ဘောလုံးပွဲခံမှန်းချက်တွေလည်းဒီနေ့ညနေကျွန်တော်ခီးထွက်ဆွဲရှိတော့ကြတော့ဒီနေ့ညနေပေးချင်မှာပေးမယ်တောက်ကြစနေတနင်္ဂနွေကိုကျွန်တော်ပေးမယ်69.99ဆိုတဲ့ရောင်းပွဲလေးတွေလည်းရှိပါတယ်လုံးဝမှန်နေပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကြည့်ရင်သိပါတယ်ကျွန်တော် like နဲ့ follower လေးနဲ့ subscriber လေးအားပေးကြပါအောင်လို့တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ